ကျွန်တော်တို့အုံနှောင်းတဲ့ AI ကဘယ်ဟာက smart ပို့ပြီးဖြစ်လဲဆိုတာကိုစဉ်းစားမိကြလားဒါကကြတော့ AI နေတိုးတက်လာတဲ့အချိန်မှာဆိုရင်တော့အများစုစဉ်းစားမိကြမယ်မိကုန်းတစ်ခုလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့အဖြေကကြတော့ကျွန်တော်ထင်တာချက်ကိုအများကြီးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပထမဦးဆုံး AI ရဲ့အားသာချက်ကိုကြည့်မယ် AI ရဲ့အားသာချက်ကြတော့ data တွေကိုတွက်ချက်တာပြီးတော့ရှာဖွေတာမှာကကြတော့လူသားတွေအများကြီးပို့ပြီး smart ဖြစ်တယ်ပေါ့နော်ဆိုပါစို့လူတစ်ယောက်ကစာကြည့်တိုက်တဲ့စာအုပ်တွေဖတ်ဖို့ဆိုရင်တစ်နှစ်သို့မဟုတ်10နှစ်ဒါမှမဟုတ်ဆိုလည်းအနှစ်100လောက်ကြာကြည့်ကြနိုင်တယ်ပေါ့နော်ဒါပေမဲ့ AI ကကြတော့ဒီနိုင်ပိုင်းအတွင်းလောက်မှာကိုပဲဗျာအဲ့ဒီစာအုပ်တွေကိုလည်းဖတ်နိုင်တယ်ပြီးတော့အဲ့ဒီစာအုပ်တွေအချက်လက်တွေကိုလည်းမှတ်သားနိုင်တယ်ပေါ့နော်ဒါပေမဲ့ AI ကဘယ်လောက်တော့ကျွန်တော်ရဲ့အုံနှောက်ကိုမမီတဲ့အချက်လက်တွေကတော့ရှိစမြဲပဲအဲ့ဒါဘာတွေလဲဆိုရင်ဒီ creativity နဲ့ emotion ပေါ့နော် AI က emotion မရှိတဲ့အတွက်ကိုဒီစော်ပြစ်ခံရတာတွေပါလည်းမရှိဘူးเนาะအကယ်ကိုကလည်းAI လိုမျိုးနေမယ်ဆိုရင်တော့စော်ပြစ်ခံရတဲ့ကိစ္စတွေဘာတွေဒီလိုမျိုးဖြစ်လာမှာတော့မဟုတ်ဘူးဗျာဒါတော့ကျွန်တော်စပြောတာပါတကယ်တမ်း AI ကကြတော့ကျွန်တော်လူသားတွေဖန်တီးထားတဲ့အချက်လက်တွေကိုပေါ့နော်အကုန်လုံးစုစည်းပြီးတော့ဒီအရာတွေကနေပြီးတော့ပဲအဖြေထုတ်ပြီးနိုင်တာတကယ်အပြစ်မှမရှိတဲ့အရာတခုကို AI ကအဖြေသွားပြီးတော့မထုတ်ပြီးနိုင်ဘူးပေါ့နော်ဥပမာဆိုပါစို့ကျွန်တော်တို့လူသားတွေကပေါ့နော်ဒီ transformation ပြောင်းလဲခြင်းအရာကြည့်မယ်ဆိုရင်ဘာမရှိတဲ့အရာကနေပြီးတော့data အသစ်တွေစတင်နိုင်တယ်ပြီးတော့မျိုးအသစ်တွေနဲ့အသစ်တွေစတင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ AI ကကြတော့အဲ့လိုမျိုးမလုပ်နိုင်ဘူးတာမန်ရှိပြီးသားအရာမှကိုပဲသူကတွက်ချက်နိုင်တယ်မှတ်သားထားနိုင်တယ်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတာကကြတော့လေလူသားတွေကစိတ်ခံစားချက်နဲ့ဖွဲ့စည်းတာဖြစ်တဲ့အတွက်ကိုပေါ့နော်အသစ်တစ်တော်အရာတွေကိုရှာဖွေနိုင်တယ်လို့တော့ကျွန်တော်ကထင်တယ်နောက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကကြတော့စွမ်းရည်သုံးစွဲမှု AI ရဲ့ GIA စနစ်တစ်ခုလုံးကိုလဲပတ်ဖို့ဆိုရင်တော့ဒီလက်ဆက်စွမ်းရည်တွေအများကြီးလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူသားအုံနှောက်ကိုလဲပတ်ဖို့ဆိုရင်တော့ဒီလိုမနက်စာကော်ဖီတစ်ခွက်ရဲ့ပြီးတော့ပေါင်မုံတစ်ချက်ရဲ့သာလိုတယ်ပေါ့နော်ဒီအရာတွေကိုစားသုံးလိုက်ပြီးဆိုတာနဲ့စွမ်းရည်ပြည့်ပြီးတော့ကျွန်တော်အုံနှောက်ကအလုံးလုံးနိုင်ဒါပေမဲ့ AI ကကြတော့အဲ့လိုမျိုးမဟုတ်ဒီသူကီယာစနစ်တစ်ခုသွားပြီးလဲပတ်ဖို့ဆိုရင်တော့လက်စစ်စွမ်းရည်တွေအများကြီးလိုတယ်ဗျာဒီလက်စစ်စွမ်းရည်တွေကိုလူသားကဖျက်တောင်းလိုက်တယ်ဆိုရင်ဘာမှ AI ကအလုံးမလုံးတော့ဒါကကြတော့AI ကလုံးဝလူသားနဲ့ရှင်လို့မရတဲ့အချက်တစ်ချက်ပေါ့နော်ဒီလိုဆိုတော့လူသားတွေက AI တက်အများကြီး smart ဖြစ်နေတာမဟုတ်သလို AI ကလည်းညံ့နေတာတော့မဟုတ်ဘူးပေါ့နော် AI ရဲ့ data အချက်လက်တွေကိုမှတ်နိုင်စွမ်းနဲ့တွက်ချက်နိုင်စွမ်းတွေကိုကျွန်တော်လူသားတွေကကောင်းအသုံးချနိုင်မယ်ဆိုရင်တော့အနာဂတ်မှာဆိုရင်လုံးဝ smart ဖြစ်တဲ့လူတွေဖြစ်လာမယ်ပေါ့နော်ဘယ်လိုထင်ကြလဲပေါ့လူသားတွေရဲ့အုံနောက်ကအနာဂတ်မှာ AI တက်ကိုအများကြီး smart ဖြစ်နေအောင်မလားဒါမှမဟုတ်ဆိုရင်လည်း AI ကလူသားတွေရဲ့အုံနောက်ထက်ကိုကျော်တက်သွားမလားတခုပြောပြကြပါဦး